တရေကားလို့ကိုမထင်ရပါမယ်ကြည်ရင်နဲ့တပြေးပြေးကြောက်စရာကောင်းလာတဲ့ဇက်ကားမျိုးစိတ်ဝင်စားကြတာဗျအဲ့ဒါဆိုရင်တော့အခုကျွန်တော်ပြောပြမယ့်ဇက်ကားလေးကိုကြည့်ကြဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒီဇက်ကားကဘယ်လိုမျိုးလဲဆိုလို့ရှိရင် TV ဇက်လန်းတွေကိုဆွဲလန်းပြီးတော့မကျွတ်မလွတ်ဖြစ်သွားကြတဲ့အဖွားကြီးတွေကရွာထဲကိုလာပြီးတော့ဇနီးတွေကိုဝင်ပူးပြီးတော့ဇက်လန်းတွေပြန်လာကြည့်တဲ့ဇက်ကားမျိုးပါပြောရမယ်ဆိုလို့ရှိရင်ဒီဇက်ကားကကြောက်စရာကောင်းတာတစ်ခုတည်းတင်မဟုတ်ဘဲနဲ့လင်မယားဆက်ဆံရေးမှာဘယ်အရာတွေကအဓိကကြလဲဆိုတာကိုမြင်တောင်ပြပေးတဲ့ဇက်ကားမျိုးပေါ့နော်ဇနီးတွေအပေါ်မှာလေးစားမှုရှိတဲ့ဆိုတာကိုပညာပေးသွားတဲ့ဇက်ကားကောင်းလေးတစ်ခါဖြစ်ပါတယ်ကြောက်စရာလည်းကောင်းသလောက်သင်ခန်းစာလည်းပေးမဲ့ဇက်ကားမျိုးပေါ့ဒါကြောင့်မို့လို့ဒီလိုမျိုးရှာရှာပါပါဇက်ကားကောင်းလေးတစ်ခါကိုလည်းကြည့်လိုက်ကြဖို့တော့ကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ဒီဇက်ကားမှာအဓိကပါဝင်တရုပ်ဆောင်ထားတာကတော့ရင်ကောင်ကားလို့မြန်မာပြည်သက်တွေလူသိများတဲ့ Ega Rangas Telamစတဲ့ဇက်ကားတွေရဲ့အဓိကဇက်ဆောင်မင်းသမီးဖြစ်တဲ့ဆမ်မန်တာကအဓိကပါဝင်တရုပ်ဆောင်ထားပြီးတော့ IMDb rating အနေနဲ့ကလည်း 7.2 အထိရရှိထားတဲ့ဇက်ကားကောင်းကဖြစ်တဲ့အတွက်ကြောင့်တွားပြီးတော့ကြည့်ကြဖို့ကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ဒီဇက်ကားကိုကျွန်တော်ရဲ့ channel မှာတင်ပေးထားပြီးပါပြီဇက်ကားရဲ့ link ကိုလည်းဒီ post ရဲ့ comment ထဲမှာထည့်ပေးထားပါတယ်ဇက်ကားရဲ့နာမည်ကတော့ Super